တန်ကြီးလေအမိတ်တွေကတန်တုံးတန်ခဲလူထုကမြည်ရည်စီစဉ်မှုတွန်းတိုက်လာတဲ့ရေစီးချမ်းနဲ့လှေဟောင်းကိုစင်ပေါ်တင်ချင်နေမိရဲ့တန်ကြီးအနက်နဲ့တရားမဲ့အုပ်ချုပ်မှုကကျော်လွှားနိုင်မဲ့ကဘာမဖြစ်ခဲ့ပါဗျူရိုကရက်ကအကျိုးစီးပွားကိုတည်တည်ချာချာချုပ်ပိတ်နိုင်ပေမဲ့လည်းအိမ်မက်ကိုမဖမ်းဆီးနိုင်ခဲ့ဘူးဒီမိုကရေစီကလူတဦးချင်းစီရဲ့အသက်ကိုလေဝင်လေထွက်အဖြစ်ဆက်ကြားနေတယ်မမနုကြားသိနိုင်ပါစေတစ်ဖက်မှာအစိုးရရဲ့အာဏာပြတဲ့တစ်ဖက်မှာတော့ပြည်သူတွေရဲ့လမ်းပြောင်းနေတဲ့အမောင်များမြမလူထုဟာဘယ်တကားမှန်ကိုသွားဖွင့်ရမလဲမျက်စိတငယ်နားတငယ်အောင်မြင်မှုကိုအမိတ်စာရွက်ထဲမတွေ့နိုင်ပေမဲ့လူထုအတန်ကိုလက်နဲ့ဖမ်းရင်လမ်းကြောင်းသစ်တိဆောက်ကြမယ်လေမမနုရေငါတို့လှေဟောင်းကိုမလိုချင်တော့ဘူးငါတို့လိုချင်တာလက်တစ်ဖက်မှာစီးမြင့်တဲ့အောင်မြင်မှုနောက်တစ်ဖက်မှာလူထုယုံကြည်မှုအဲ့ဒီအခိုင်အမာကြားကအနာဂတ်တော်လှန်ရေးလေသစ်တစ်စင်းဟောင်းနှွမ်းနေတဲ့စက်တန်တွေနဲ့အမိုက်တရားတွေကိုဖြုတ်ထုတ်တက်ပစ်ငါတို့လေသစ်ဟာတန်ရှင်တရက်လှပလို့မီးရောင်တွေထိန်ထိန်ကြီးလို့စီးမြင့်တဲ့ယုံကြည်ချက်ဟာလဲငါတို့စီမှာပဲအမြင့်တွယ်နေရမယ်လေပြည်သူရဲ့အတန်ကိုအိမ်ပြန်ရင်းနဲ့ပေးဆက်ကြမယ်မမနုရေဖြိုးရောင်ပညာရေး18ရက်6လ2025